အားလုံးပဲမင်္ဂလာပါဒီနေ့မရောက်နေတဲ့ဝန်တော်လေးရဆိုလို့ရှိရင်မြန်မာကျောင်းသူကျောင်းသားတွေအတက်များတဲ့ဘန်ကောက် University နဲ့နေတဲ့ဝန်တော်လေးပဲဖြစ်ပါတယ်ရှင်အခန်းမျိုးစားရဆိုလို့ရှိရင်လည်း22 square meter ကနေစပြီးတော့100 square meter အထိအခန်းမျိုးစားအလုံးလိုက်ရှိပါတယ်ဈေးလုံးငွေနဲ့ဆိုလို့ရှိရင်လည်း1.4 တန်းရနေပြီးတော့စပါတယ်ဒီ block control လေးရဆိုလို့ရှိရင်ဘန်ကောက် University အပြင်တခြားနမရေးတက်လို့တွေဖြစ်တဲ့ Thammasat University ပြီးတော့ Ransit University ဒီရဲ့အတွက်ကြောင့်တောက်ကျောင်းသားတွေအတွက်အရန်ကိုအဆင်ပြေပါတယ်ပြီးတော့အနီးနားဆေးရုံဆေးခန်းဖြစ်တဲ့ Ransit Hospital နဲ့ညီးပြီးတော့ဒီအနီးနားဝန်းကျင်မှာဆိုလို့ရှိရင် 7-Eleven Minima ဒီရှိရဲ့အတွက်ကြောင့်မလို့အရန်ကိုအဆင်ပြေပါတယ်ပြီးတော့နောက်တစ်ခုကဆိုလို့ရှိရင်လည်းလူတော်လူနာများတဲ့နာမည်ကြီးမော်ကြီးစာ Future Park Ransit ရှိပါတယ်ပြီးတော့နောက်တစ်ခုကဆိုလို့ရှိရင် Home Pro လို့ခေါ်တဲ့furniture မျိုးစုံရောင်းတဲ့နေရာလည်းရေးပါတယ်ရှင်